မဝလို့ဂုံတင်တာတော်ဝင်ပန်းမောမလန်းဝုံသူပါရှင်မစိတ်နေချွေတိတ်တာမခူရဲ့မချွေရဲ့မနှမ်းရတာကိုတကယ်ချစ်လို့ပြီးပြီလားကိုတကယ်ချစ်လို့ပြီးပြီလားတကောင်းရံညများအေးစက်တဲ့အခါအိမ်မက်ကလေးတို့သူ့ထံပါတော့ပြောပေးကြပါသူ့ကိုလေးချစ်နေတဲ့အကြောင်းအိမ်မက်ပေးလို့ပြောပေးပါကိုတကယ်ချစ်လို့ပြီးပြီလားအလားလေးပိုင်းနဲ့လို့သူမွေးပန်းမဝလို့ဂုံတင်တာတော်ဝင်ပန်းမောမလန်းဝုံသူပါရှင်မစိတ်မိန်ချွေတိတ်တာမခူရဲ့မချွေရဲ့မနှမ်းရတာကိုတကယ်ချစ်လို့ပြီးပြီလားကိုတကယ်ချစ်လို့ပြီးပြီလားတကောင်းရံညများအေးစက်တဲ့အခါအိမ်မက်ကလေးတို့သူ့ထံပါတော့ပြောပေးကြပါသူ့ကိုလေးချစ်နေတဲ့အကြောင်းအိမ်မက်ပေးလို့ပြောပေးပါကိုတကယ်ချစ်လို့